ဟုတ်ကဲ့ကိုစောကပထမဥစွာပေါ့နော်ဆွနေမုတ်လေးကိုထည့်ပါမယ်ငန်အတွက်ကပေါ့နော်ဒီထိုင်းပစုံထုတ်ငန်ပြားကြီးကိုပဲကိုစောသုံးတယ်ဒီထိုင်းပစုံထုတ်ငန်ပြားကြီးဆိုဒီအချိုးအငန်အတွက်ကောက်ပြီးသူကလက်ဆက်တဲ့ငါးကြီးကိုပဲပေါ့နော်သူကအသုံးပြုထားဖြစ်တယ်ပြီးတော့သူရဲ့ quality ကပေါ့နော် premium quality ဖြစ်တဲ့အတွက်အရသာအရန်စားကောင်းတယ်ပြီးတော့ချိန်ကိုစောကဒါလေးကိုအရသာလေးကိုနှက်ထားမှဖြစ်ပါတယ်ပြီးချက်ပါမယ်နော်ဟုတ်စီလေးပူလာပြီဆိုရင်ကိုစောဒီအပူတောက်ကိုပေါ့နော်လက်ဆက်ထောင်းပြီးတော့ထောင်းထားပါတော့ထောင်းထားတာကိုစီတက်လိုက်ပါမယ်ဒီအပူတောက်ကလေအရင်နဲ့ဆက်လက်စားလို့လည်းရမ်းကောင်းတယ်စီလေးကိုတော့မွေးညောင်တက်မှာပေါ့နော်ဟုတ်ကဲ့အခုလိုစီတက်လိုက်တော့အနံ့လေးရပါတော့မွေးလာပြီဆိုရင်ကိုစောဆုံးကအရသာနေထားတယ်ဒီမှာဘဲသားလေးကိုကိုစောထည့်လိုက်ပါမယ်ပြီးတော့ရှင်လေးရေကိုလေးချက်ချင်းမထည့်နဲ့တိလားဒီအသားထဲမှာရေတွေပါရဲ့အတွက်ကိုစောကဒီစီတက်ထားရဲ့အနှဲ့ရဲ့ဒီဘဲသားရဲ့ကိုစီပြန်နေအောင်အရင်လိမ့်နေအောင်ချက်ရတယ်เนาะဒါမှဟင်းရဲ့အရသာကပို့ပြီးတော့ကောင်းတယ်အဲ့ဒါပြီးတော့မှကိုစောကဒီစီကိုပြန်လာပြီးဆိုမှအသားနူးရဲ့အတွက်ပေါ့เนาะရေလေးကိုထည့်ရမှာဖြစ်ပါတယ်ဟုတ်ဘဲသားလေးကအခုလိုမှစီလေးကလည်းပြပြမြည်လာပြီးသူ့အနံ့လေးလည်းမှုေးလာပြီးဆိုကိုစောကအသားနူးရဲ့အတွက်ရေလေးထည့်ပါမယ်ပေါ့เนาะခင်းရတာကိုမြည်ကြည့်လိုက်တဲ့အခါမှာနည်းနည်းလေးပေါ့လို့ပေါ့နော်ကိုစောကထိုင်းပစုံထုံငန်းပြားရည်လေးကိုထည့်လိုက်ပါတယ်ထိုင်းပစုံထုံငန်းပြားရည်ဟာဘွားကုံချမ်းကထုတ်လုပ်ထားပြီးအချိုရတာငန်းပြားရည်ဖြစ်တော့တော့နော်ဟင်းချက်တာတို့အရွက်ကြော်တာတို့အရွက်တုပ်တာတို့ဆိုရင်အချိုမုတ်သုံးစရာမလိုဘူးစက်သားမုတ်သုံးစရာမလိုဘူးပေါ့နော်အချိုငန်းပြားရည်ဖြစ်တဲ့အတွက်သူ့တမျိုးတည်းအဆင်ပြေရပေါ့နော်အချိုမုတ်တို့စက်သားမုတ်တို့သုံးချင်တယ်ဆိုလဲနည်းနည်းပဲ short သုံးလို့ရပါပေါ့နော်ဒီငန်းပြားရည်သုံးတယ်ဆိုရင်ပေါ့နော်ပြီးလို့ရှိရင်ကိုစောကအသားလေးနူးအောင်ထားလိုက်ပါဖြစ်ပါတယ်ဒါလေးတက်တော့မှာပေါ့နော်ကရင်ဘေတာတော့ချက်လေးပါမွေးနေအောင်ကိုမဆလာလေးနည်းနည်းလေးထည့်ပါမယ်မဆလာလေးနည်းနည်းထည့်မယ်နော်ပြီးတော့အချိုအတွက်ကဘာမှမသုံးချင်လဲရတယ်သုံးချင်လဲရကိုစောဘာမှလေးနည်းနည်းလေးထည့်လိုက်မယ်နော်ဘာမှလေးထည့်လိုက်မယ်ပြီးရင်ဒီမှာထိုင်းပစုံထုတ်ငန်းပြားလေးကိုနည်းနည်းထည့်လိုက်ပါမယ်ထိုင်းပစုံထုတ်ငန်းပြားကြီးကလေ FDA ရထားရဲ့ပြင်ဟာလာစိတ်ပါရထားရဲ့အတွက်လေသူကလူမျိုးမျိုးဘာသာမျိုးသုံးလို့ရတယ်เนาะအခုဆိုရင်ဘဲသားလေးကမှုေးလာပြီဖြစ်ပါတယ်ဟုတ်ကဲ့ဒါလေးကိုကိုစောဈေးရနေပြီးတော့เนาะချောင်းငါးတိတိလေးရခဲ့တယ်ဒါကိုကိုစောငါးလေးပါကြော်မှာဖြစ်ပါတယ်ငါးလေးမကြော်ခင်ကိုဆွနေမုတ်လေးထည့်ပါမယ်ဆွနေမုတ်လေးထည့်ပြီးတော့ရှင်ရင်အချိုအငံအတွက်ဒီအတော်လို့အထောင်းလို့ပေါ့เนาะသုံးလို့ကောင်းတဲ့ဒီကိုစောသုံးနေကြထိုင်းပစုံတော့ငန်ပြားကြီးနည်းနည်းလေးထည့်လိုက်မယ်เนาะသူကဒါလေးထည့်လိုက်ချင်အချိုငန်ကဘာမှထည့်စားမလို့ဘူးပြီးကိုစောအရသာလေးကိုနှက်အောင်နေလိုက်ပါပဲဒါနေထားရဲချောင်းငါးလေးတွေကိုစီပူလိုက်ကြော်မှာဖြစ်ပါတယ်သူ့ကျွတ်လေးကြော်သူကစားကောင်းဟုတ်ကဲ့အခုဆိုရင်လက်ဆက်ချောင်းငါးလေးတွေကကြော့နေပြီပေါ့เนาะအဲဒါဆိုကိုစောကစီစစ်စကားလေးနဲ့စီလိုက်ပါမယ်မွေးနေရပဲချောင်းကားလေးဆိုတော့လေမလက်ဆက်လေးအခုဆိုရင်ကိုစောကဘာချက်ပြပါလဲဆိုတော့တန်ငါတဲ့ကရင်ဟင်းညိုလေးချက်ပြဖြစ်ပါတယ်တန်ငါတဲ့ကရင်ဟင်းညိုလေးကိုယူနီဆူကိုရှေ့အဖြူအနီလေးကိုစောထည့်လိုက်မယ်နော်ဟုတ်ကဲ့အသီးနှံလေးလက်ဆက်စုံလေးစားမှာပေါ့နော်အသီးနှံပထမဆုံးကိုစောကဒါကခေါရခါညွန်လေးဖြစ်ပါတယ်ဒါလေးကမုံညင်းလေးနော်မုံညင်းစိမ့်လေးထည့်မယ်ဒါပဲညွန်လေးထည့်မယ်ပဲညွန့်လေးထည့်ပြီးသွားလို့ရှိရင်ကိုစောကဒါကဘုံညွန့်လေးပါဘုံညွန့်လေးထည့်မယ်ပြီးလို့ရှိရင်ဒါကမြစ်လေးကိုကိုစောပြုတ်ထားပါတော့အဲ့လိုအသီးနှံရဲ့အရာတာချိုလေးနဲ့ပဲကိုစောစားကျင်လို့ပါအလေးရအောင်ရွှေပယုံပွင့်လေးမှာတွေ့လာလို့ရွှေပယုံပွင့်လေးပါကိုစောထည့်မယ်နော်ထည့်ပြီးလို့ရှိရင်မှွေလိုက်ပါမယ်မွေပြီးအရာတာအတွက်ကရောကိုစောသုံးနေကြဖြစ်တဲ့ထိုင်းပစုံတုတ်ငံပြားကြီးလေးပဲကိုစောထည့်လိုက်မယ်နော်သူကအချိုအငန်ပါပြီးသားဆိုတော့ကျွန်တော်ဟာဘာမှထည့်ဆရာမလိုဘူးအဓိကအသီးအရွက်တွေရဲ့အချိုတက်ကိုပဲကိုစောယူမှာမို့လို့လေနော်ထည့်လိုက်မယ်ပြီးရရှင်ဒီမှာပစုံလေးကိုလည်းကိုစောထည့်လိုက်မယ်နော်ဒါကတငါတဲ့ကရင်ဟင်းညိုလေးဖြစ်ပါရဲ့သူကအဓိကရောအသီးရွက်ရဲ့အချိုရတာကိုပဲအဓိကယူပါပေါ့နော်ဆိုရင်အရန်စားကောင်းတဲ့တငါတဲ့ကရင်ဟင်းညိုလေးရပါပြီတဘာဝအရသာစစ်လေးပါเนาะအဲဒါဆိုကိုစောစားတော့မှာဖြစ်ပါတယ်ဆိုရင်ကိုစောချက်
ထားတဲ့ဟင်းလေးတွေလည်းပုံရပြီပေါ့နော်ဒီနေ့ကိုစောဘာချက်ထားလဲဆိုရင်ဟင်းလေးပြပြပါမယ်ဟာရောကရင်ဘဲသားတော့ချက်လေးဖြစ်ပါတယ်ကိုစောဆက်လေးနဲ့ချက်ထားတာပေါ့နော်โอเคဒါလေးရောတငါတဲ့ကရင်ဟင်းညိုလေးဖြစ်ပါတယ်အရွက်စစိမ့်လေးနဲ့ကိုစောချက်ထားပါတယ်ဒါလေးကတော့ချောင်းငါးလေးအစုံလေးပေါ့နော်ချောင်းငါးအစုံလေးကိုကိုစောကြော်ထားတာပေါ့နော်ကရင်ဘဲသားတော့ချက်လေးဖြစ်ပါတယ်ဝေးနေရပဲသူကလေကိုစောဆက်လေးချက်ပြီးတော့ဒါလေးကချောင်းငါးလေးအစုံလေးပေါ့နော်အော်နော်ဒီလိုလေးလေချိုးနေပါဒီနာလေးဆက်ဆက်နေတာထိုင်းပစံထုံးနေကြရပါတော့အယူသေးကောင်းပြီးတစ်ချိန်ကြိုက်ချင်တဲ့အရှင်အရှင်မတွေစတောက်ဆိုင်တွေကအရင်တင်တော်ရနေကြရဖြစ်တယ်သူကလေပြီးတော့ဒီမြန်မာပြည်မှာထုတ်လုပ်ပြီးပေါ့နော်အကောင်းဆုံးစက်ရုံတွေမှာထုတ်လုပ်ပြီးတော့ထိုင်းနိုင်ငံကိုတင်ပို့ရနေကြရဲ့မျိုးစားလေးဖြစ်တယ်သူကဘာကြောင့်ခင်းအရသာတွေလည်းပို့ပြီးတော့ကောင်းလာပါနော်မဲသားလေးဆက်ဆက်လေးဟုတ်ပါအခုနောက်ပိုင်းပေါ့နော်အပတ်ကုန်တော်များများဟာနေရာဆုံးဒေသအစုံကနေပြီးတော့ import ဝင်ရောက်လာတဲ့အတွက်ပေါ့နော်ဈေးကွက်တွေမှာဈေးပေါ့အထူးပါရအများစွာတွေ့ရပေါ့နော်အဲ့ဒါအဲ့လိုရအထူးပါရသုံးမျိုးရှင်ဆိုတက်မာရီဖြစ်စေရကိုဖွာ temperature နာပေါ့နော်ကိုသုံးတဲ့ဒီစားသောက်ကုန်ပစ္စည်းတွေဟာသူက FDA ရပြီးပြီလားဒီ expire date ပေါ့နော်တော်လွန်နေတာသူချစစ်ပြီးမှကိုဖွာစားစေချင်တယ်ဘာဖြစ်လို့လဲဆိုတော့အခုနောက်ပိုင်းကလူငယ်ရောလူကြီးတော်တော်များများယောဂရဖြစ်ရတဲ့အတွက်ပေါ့နော်ဒီလိုဒီ FDA လက်မှတ်မရထားတဲ့ပစ္စည်းတွေသုံးဆွဲဖို့ရှိရင်ကိုတက်မာရီကိုပြပြနေပေါ့နော်ထိခိုက်နိုင်တယ်အားကြောင့်သွားငကြရီဆို FDA လက်မှတ်ရောဟာလာလက်မှတ်ရောရထားရဲ့အဲ့ပစ္စည်းလုံးငကြရီပဲအိမ်မှာအများအားသုံးတယ်ပေါ့နော်ပြီးတော့သူ့ရဲ့ခင်းရတာရလည်းချက်လိုက်တယ်ရန်တော့မင်းတို့ကမနော်အကောင်ဒီလိုတွေဆက်ကောင်းနေပြီကောင်းနေရောအစားအသောက်တွေဆိုလေတကယ်တမ်းရဲ့ဒီမျိုးရဲ့အစားအသောက်တွေကိုရေးစားဖို့ကိုဆိုအကြံပေးခြင်းတယ်ဘာဖြစ်လို့လဲအစားအစာကလည်းလူကျန်းမာရေးကိုအရင်အထိကအရေးကြီးတဲ့အချက်တွေမှာပါဝင်လို့လေနော်ကိုစောကတော့ဒီအင်တာနက်အိမ်ဟင်းကိုချက်စားရများတယ်ကိုယ်တိုင်လေးချက်တယ်ပြီးရောင်းလဲရောင်းပေးရပါတော့ကိုစောချက်တဲ့ဟင်းလေးဆိုအိမ်ချက်လက်ရစစ်စစ်လေးကိုစောချက်ပေးရပါပြီးစားကောင်းကြရဆိုလို့လည်းပဝန်းလာပါမယ်ရင်းရပုံမှန်တော့အားလည်းစားခဲ့ပြီစားလို့လည်းရန်ကောက်ပါရဲ့ကိုစောကဒီအိမ်ချက်လက်ရာလေးတွေကိုမအိမ်မှာလွယ်လွယ်ကူကူနဲ့တမရင်းညွတ်လေးချက်စားရပေါ့နော်နောက်အပတ်တွေဆိုလဲကိုစောဘယ်လိုဟင်းလေးချက်မလဲဘယ်လိုဟင်းလေးစားမလဲဆိုတာကိုကိုစောကိုကြည့်ရှုအပြပါလို့နော်ကဲဒီတစ်ပတ်ကဒီမိုင်းနဲ့ဆက်လိုက်အားလုံးပဲတက်တာပါ